နဂါရာစာရဲ့တိုင်းခီလန်အပိုင်းနှစ်ဇလန်းကိုတင်ဆက်ပါရစေလုံဝန်တိန်သည်အခင်းဖြစ်ပွားရာနေရာသို့ရောက်ရှိလာပြီးရင်းဤအာယုံခံစွမ်းအားကိုအသုံးပြုကာတားဖြစ်သူတိုက်ပွဲဝင်ရင်းတိတ်ဆုံးခဲ့ရသည့်ဖြစ်စဉ်ကိုပြန်လည်ကြည့်ရှုခဲ့သည့်လုံထန်ဤအတန်ထွက်ပေါ်လာပြီးရင်းဤနေရာနှင့်ဂိုင်းသားများအားလုံးကိုဤကိစ္စအတွက်စစ်မှန်သောတံမိုးပေးဆက်စေရမည်ဟုဆိုသည်လုံဝန်တိန်ကချီစာကိုင်းကအောက်တန်းစားတွေမင်းတို့အသက်ရှင်ကျင်သေးတာလားဟုကြုံဝခဲ့ပြီးထိုနေရာသည်ဝိညာဉ်မီးအိမ်ရှိရာနေရာဖြစ်သည်လီအာဤဆရာဖြစ်သူဆူယန်ကလူဘဝ၏မွေးဖွားခြင်းအိုမင်းခြင်းနာဖျားခြင်းတိတ်ဆုံးခြင်းနှင့်ချစ်ခင်ရသူများနှင့်ခွဲခွာရခြင်းဟူသောလောကတန်တရား9ပါးကိုမိသူများမရှောင်လွှဲနိုင်ကြောင်းသင်ကြားပေးခဲ့သည်လီအာပြန်လာချိန်တွင်ဆရာဖြစ်သူစီလင်းဟာအသက်ခံရပြီးဖြစ်ကြောင်းသိရသည်သို့သောရင်းဤဖခင်သည်ဟိုင်လုံကိုင်းတွင်ကြင်ကြံနေသူဖြစ်သည်ဖြင့်ဤကိစ္စကိုဒီတိုင်းလွတ်ထားမည်မဟုတ်ပေဆရာဖြစ်သူကဟိုင်လုံကိုင်းမှလုံဝန်တင်ရောက်ရှိလာနေပြီဖြစ်ကြောင်းထပ်လောင်းပြောကြားခဲ့သည်ကျွန်တော်စိုးရိမ်မိတယ်စောက်ချီနဲ့မိုးလုံးတို့ရဲ့ဝိညာဉ်မီးအိမ်တွေငြိမ်းသွားတာကိုမြင်လိုက်ရတယ်သူတို့တိုက်ခိုက်ခံရတာလားဟုတပည့်ကမေးရဆရာကဟုတ်တယ်ဒါပေမဲ့ငါသူတို့ကိုမသေးစေချင်ဘူးနှမျောဖို့ကောင်းတာကသူတို့ဟာစီလင်းဟာရဲ့အမောင်ဆွမ်းအားတွေရဲ့ထိန်းချုပ်မှုကိုခံလိုက်ရလို့ပဲငါလုံနိုင်တာကဒီလောက်ပဲဟုဆိုသည်ဆရာကဆက်လက်၍ငါတို့အားလုံးဟာသူတို့ထိန်းချုပ်တာခံနေရတဲ့နေရုပ်တွေပဲလွတ်လပ်ခွင့်မရှိဘူးဒါကြောင့်ပဲငါမင်းကိုဒီနေရာကနေထွက်ခွာပြီးတုံးချံကိုတွားခိုင်းရတာမင်းရဲ့ကိုပိုင်လန်းကိုခိုင်ခိုင်မာမာရှောက်လန်းရမယ်ပြီးတော့မင်းရဲ့ကြင်ကြံခြင်းကိုအစင်းစင်းမြင့်တင်ပြီးအခြေခံအဆင့်ကိုရောက်အောင်လုပ်ကာတမန်သူတွေကြားထဲမှာမမတ်ရက်တည်နိုင်ရမယ်ဒါမှသာမင်းအတွက်စစ်မှန်တဲ့လွတ်လပ်ခွင့်ရှိမှာဖြစ်တယ်ဟုမှာကြားသည်တပည့်ကဆရာကျွန်တော်နားလည်ပါပြီနောက်တစ်ဆင့်ကျွန်တော်တို့ဘာလုပ်ကြမလဲဟုမေးရဆရာကမစိုးရိမ်ပါနဲ့ငါမင်းကိုတင်ပေးထားတဲ့မတင်မျိုးအစိတ်အောက်ကခန္ဓာရည်ရှိအောင်ကြင်ကြံတဲ့နီလန်းကိုမင်းမမိသေးရလားဟုမေးသည်တပည့်ကမှတ်မိပါတယ်ဆရာအယိုးစစ်တွေကိုတန့်စင်ပြီးခန္ဓာကိုယ်ကိုပြောင်းလဲရမှာပါဟုဖြေသည်ဆရာကယန္တနာအမတ်သားနှင့်ထိုယန္တနာများကိုထိမ့်သိမ့်ပေးသည့်ပဋိစေကိုပေးအပ်ရာလီအာကဒါကဘာလဲဆရာဟုမေးသည့်ဆရာကဒါတွေအားလုံးဟာငါမိသားစုရဲ့အမတ်သားတွေပဲမင်းလုပ်ရမယ့်တာဝန်တစ်ခုရှိသေးတယ်ရွာဟောင်းကိုသွားပြီးလူတစ်ယောက်နဲ့တွေ့ဆုံမှာဂိုင်းတစ်ခုလုံးရဲ့ကံကြမ္မာကသူနဲ့သက်ဆိုင်နေတယ်မင်းမြန်သွားတော့ဟုဆိုသည်လုံဝန်တိမ်ဘက်သို့ပြန်ကြည့်ရလျင်ရင်းသည်ခန္ဓာကြီးကျယ်လာသောခမ်းမဆောင်ကြီးသို့ရောက်ရှိလာပြီးငါသားကိုဘသူကထိရဲတာလဲဟုကြုံဝါရဂိုင်းသားအားလုံးကလည်းငါတို့လူသက်တမကိုင်းကိုဘသူကကျူးကျော်ရဲတာလဲညာတာမှုမရှိပဲတက်ပစ်ချဟုဆိုကလုံဝန်တိန်ထံသို့များများစွာဖြင့်ပစ်ခတ်ကြပြီးသို့တော်လုံဝန်တိန်ကကာကွယ်ရေးတိုင်းကိုအုံပြု၍အေးဆေးစွာရှောင်လန်းလာပြီးလူသက်တမကိုင်းသားများကဓာများဖြင့်တိုက်ခိုက်ရန်လာရောက်စဉ်ရင်းကခြေလန်းတစ်ချက်ပြင်းထန်စွာနင်းလိုက်ရုံဖြင့်စွမ်းအားလိုင်းများထွက်ပေါ်လာပြီးကိုင်းသားများဝေနာကြီးစွာအော်ဟစ်ကြရသည်လုံဝန်တိန်ကမင်းတို့အားလုံးတေးပစ်ကြဆန်းဟုဆိုကလက်တီးကိုကြစ်ကြစ်ပါအောင်ဆုပ်လိုက်ရာထိုသူများအားလုံးတိတ်ဆုံးကုန်ကြသည်ရင်းဒီကာကွယ်ရေးတိုင်းကိုဖွင့်ထားသဖြင့်အပေါ်မှပြားများသွေးများမကြရောက်နိုင်ပဲငါဒီနေရာမှာရှိတဲ့တက်ရှိမှန်သမျှကိုအကုန်ဖျက်ဆီးပစ်မယ်ဟုကြုံဝနေစဉ်အချက်ပြမိပန်းများပြစ်လွတ်ခြင်းခံရသည့်ဆရာဖြစ်သူဆူရန်သည်တက်ပြင်းချလိုက်ပြီးလီအာသည်ဆရာစကားအတိုင်းရွာဟောင်းသို့ရောက်ရှိလာကဆရာစကားအရဆိုရင်ဒီနေရာမှာရှိနေရမယ်ဟုစဉ်းစားနေသည့်လုံဝန်တိန်သည်လူသက်သမားကိုင်းဤနောက်လိုက်များကိုရင်းဤစွမ်းအားများဖြင့်ဆက်လက်တိုက်ခိုက်တက်ဖြတ်နေပြီးဂိုင်းသားများကရန်အိုးများဖြင့်ပြန်လည်ပစ်ခတ်တိုက်ခိုက်တော်လဲလုံဝန်တိန်ကစွမ်းအားဖြင့်တံပြန်ကပြင်းတို့အားဝေနာကြီးစွာအော်ဟစ်တေဆုံးစေသည်လီအာဘက်သို့ပြန်ကြည့်ရလျင်ရင်းသည်အခန်းတွင်သို့တကားဖွင့်ဝင်သွားတော်လဲဘာကူမျှမတွေ့ရပဲရုတ်တရက်ဝိညာဉ်စွမ်းအားအတားစီတစ်ခုပေါ်လာပြီးတကားပိတ်သွားသဖြင့်အပြင်သို့ထွက်၍မရတော့ပေထိုအရာမှာဆူရန်ဤဝိညာဉ်စွမ်းအားဖြစ်ပြီးလီအာမင်းရဲ့စွမ်းအားတွေကိုအလားအတမဖြုံးတီးပါနဲ့ဟုဆိုရလီအာကဆရာဘာလို့ကျွန်တော်ကိုပိတ်လောင်ထားတာလဲဟုအော်ဟစ်မေးမြန်းသည်ဆရာဖြစ်သူကရင်းဤကာကွယ်ရေးစွမ်းအားကိုတုံးထားပြီးစိတ်ထဲကနေလီအာမင်းအဲ့ဒီမှာခဏစောင့်နေပါဟုဆိုသည်လုံဝန်တိန်ဝင်ရောက်လာပြီးဒါဆိုမင်းကငါသားကိုတတ်ဖို့အမိန့်ပေးခဲ့တဲ့သူပေါ်ဟုမေးရဆူရန်ကမင်းပြောချင်တာကမင်းကလေးတွေကိုဖျက်ဆီးအပြစ်မဲ့သူတွေကိုတက်ဖြတ်ပြီးလူတက်မှုကိုပြောစရာလိုသဘောထားတဲ့လီလင်းဟာနဲ့လုံစင်းအကြောင်းလားဟုပြန်လည်မေးမြန်းသည်လုံဝန်တိန်ကသူဟာငါမွေးထားတဲ့ခွေးတစ်ကောင်ဖြစ်နေရင်တော့မင်းတို့လိုအောက်တန်းစားတွေကထိပါပိုင်ခွင့်မရှိဘူးကြည့်ရတာမင်းတို့အသက်ရှင်ရတာညှင်းငွေ့နေပြီထင်တယ်ဟုဆိုရဆူရန်ကဖခင်ကဘလို့လဲသားကလည်းထိုနေတင်ပဲတကယ်ကိုရုံမာတဲ့မျိုးရိုးပဲလုံဝန်တိန်မင်းရဲ့လုပ်ရက်တွေအတွက်မင်းကိုင်းကလူတိုင်းရဲ့အသက်နဲ့တံမိုးပေးဆက်စေရမယ်ဟုပြန်ပြောသည်လုံဝန်တိန်ကမင်းကကြင်ကြံသူတယောက်အနေနဲ့ဒီလိုမိစ္ဆာကောင်တွေကိုမွေးမြူထားတယ်ငါတို့ကလူတွေကိုအစိုးတရားကနေကဲတင်ပေးတာကိုမင်းကငါကိုင်းတစ်ခုလုံးကိုဖျက်ဆီးကျင်နေတာလားဒီလိုကြိုးကြောင်ပြချက်မျိုးဘယ်ကလာတာလဲဟုမေးရလုံဝန်တိန်ကဒီအုပ်စိုးသူမဲတဲ့နေမြေမှာငါဟာဥပဒေပဲခုဆိုကကင်းဤစစ်ပြူဟာစွမ်းအားများကိုထုတ်လုပ်ပြီးစူရန်ကိုတိုက်ခိုက်တော့သည်စူရန်ကလည်းစွမ်းအားတိုင်းကိုဖွင့်ပြီးပြန်လဲတိုက်ခိုက်ရနှစ်ဦးသားအပြန်လန်ခုခံတိုက်ခိုက်ကြသည်၃နာရီကြာတွင်ဝိညာဉ်တားဆီးသည်အလိုလျောက်ပွင့်သွားခဲ့သည်ဆရာကစိတ်ထဲကနေလီအားအဖေမင်းကိုဆဲငါနှလုံးလုံးကာကွယ်ပေးခဲ့ပြီးအဖေမင်းနဲ့အတူဒီတီပဲရှောက်လန်းနိုင်တော့မယ်ဝိညာဉ်မီအိမ်ဟာခြေစာကိုင်းရဲ့ပစ္စည်းဖြစ်ပြီးငါတို့ကိုင်းကိုခြေရခံဖို့သုံးတာဖြစ်တယ်ဟုဆိုကကင်းဤခန္ဓာကိုယ်သည်စွမ်းအားအဆက်ပြောက်ကလေးများအဖြစ်အရေးပြောသွားပြီးဒီမီအိမ်ရှိနေသေး၍ငါတို့ကိုင်းကဘယ်သူမှပုံရှောင်လို့ရမှာမဟုတ်ဘူးမင်းတို့တွေဟာခြေစာကိုင်းရဲ့စောင့်ကြည့်မှုအောက်မှာအမြဲရှိနေပြီးမင်းတို့တည်ဆုံးသွားတဲ့အထိဝိညာဉ်မီအိမ်ကငြိမ်းသွားမှာမဟုတ်ဘူးအဖေဟာလုံဝန်တိန်ရဲ့လက်ကိုခြေပြီးမင်းကိုသူတို့လက်ကနေလွတ်မြောက်စေဖို့အတွက်ကိုင်းတစ်ခုလုံးကိုဆွတ်လွတ်ပူဇော်လိုက်တာဖြစ်တယ်ဒီလက်ကောက်ကိုမင်းဘယ်တော့မှမချုပ်ပါနဲ့မင်းမှာနက်ဖျားစွမ်းအားရှိနေတာကိုဘယ်သူကိုမမသိစေနဲ့ဟုမှာကြားသည်ထိုအချိန်တွင်စူရန်သည်မိမိ၏စွမ်းအားအလုံးကိုထုတ်ဖော်၍လုံဝန်တိန်ကိုတိုက်ခိုက်လိုက်ရာလုံဝန်တိန်၏ပြင်းထန်လာသောစွမ်းအားကြောင့်စူရန်သည်နောက်သို့လွတ်ဆင်သွားပြီးပြန်လည်ဆုပ်ယူခြင်းခံလိုက်ရသည်ဆရာအတန်ကဆက်လက်၍မင်းတန်မလာတဲ့အခါကျရင်အနစ်နာခံမှုအလုံးဟာရှောင်လွှဲလို့မရဘူးဆိုတာကိုနားလည်လာလိမ့်မယ်အဲ့ဒီနောက်မှာမင်းဟာမိသားစုရဲ့အမတ်သားကိုတုံးပြီးမျိုးနွယ်စုဝင်ကျင့်ကြံသူတယောက်အနေနဲ့တေချာကျင့်ကြံရမယ်ပြီးရင်တော့ထိန်စန်းတောင်ကိုသွားပြီးမင်းရဲ့မိခင်ကိုရှာဖွေပါဒီအချက်ကို
တေချာမှတ်ထားပါချီစာကိုင်းနဲ့ဘလို့ပတ်သက်မှုမျိုးမှလုံးဝမရှိပါစေနဲ့ဟုမှာကြားသည်တိုက်ပွဲမြေပြင်တွင်စူရန်သည်လုံဝန်တိန်၏ရိုက်နှက်မှုကြောင့်အလွန်အမင်းတရားရနေပြီဖြစ်သည်လုံဝန်တိန်ကစီလင်းဟာတယောက်တည်းအတွက်ကြောင့်နဲ့မင်းကငါဖခင်ကိုပါအသေးသက်ချင်တာလားဟုမေးရစူရန်ကဒါပေမဲ့အဲ့ဒီတာမန်လူတွေဟာသူ့ကြောင့်တိတ်ဆုံးခဲ့ရတယ်သူတို့ဟာလည်းသူတစ်ပါးရဲ့တာသမီတွေဖြစ်ပြီးမိဘတွေပဲအခုမင်းနာကျင်မှုကိုခံစားရပြီလားသူတစ်ပါးရဲ့နာကျင်မှုကမြင်းထက်အစပေါင်းများစွာပုံမပြင်းထန်တဲ့ဟုပြန်ပြတော့ဒီလုံဝန်တိန်ကလူဆိုတာမွေးရပါမတူညီကြဘူးမင်းတို့လိုပွေရွက်စိတ်တွေကတေးဖို့ပဲထိုက်တန်တယ်ဟုဆိုရစူရန်ကပွေရွက်စိတ်ပဲဖြစ်ဖြစ်မိမိတို့လူမျိုးစုအတွက်တိုက်ပွဲဝင်ရမှာပဲလုံဝန်တိန်မင်းရဲ့ဆန္ဒကိုငါဖြည့်ဆည်းပေးမယ်ဟုဆိုကလက်ကိုဆုပ်ပြီးစွမ်းအားများကိုထုတ်လွှတ်လိုက်ပြီးစူရန်ကစိတ်ထဲကနေအခြေခံအဆင့်ကျင့်ကြံသူရဲ့စွမ်းအားဖြည့်တိုက်ပွဲတစ်ခုတည်းနဲ့ပဲဝိညာဉ်မိအိမ်ကိုဖျက်ဆီးနိုင်မှာဖြစ်တယ်ဟုစဉ်းစားနေစဉ်လုံဝန်တိန်၏စွမ်းအားကြောင့်ငကားဆိုးကြီးတစ်ကောင်ပေါ်လာသည့်စူရန်ကလီအားအဖေတောင်းပန်ပါတယ်ဟုရေရုပ်ပြီးငကားဆိုးကြီးကဂိုင်းတစ်ခုလုံးကိုတိုက်ခိုက်ဖျက်ဆီးပစ်လိုက်ပြီးစူရန်သည်တိုင်လုံးတစ်ခုတွင်ကလျက်တေဆုံးသွားပြီးလုံဝန်တိန်ကိုလှောင်ပြုံးပြခဲ့သည့်လုံဝန်တိန်သည်ထိုချင်းရာကိုမြင်ပြီးအလွန်ဒေါသထွက်ကနောက်ထပ်လက်သီးတစ်ချက်ထပ်မံတိုက်ခိုက်လိုက်သဖြင့်ဂိုင်းတစ်ခုလုံးမှုထုတ်ခံလိုက်ရသလိုပျက်စီးသွားသည်ရင်းကတကယ်ကိုရဲစရာကောင်းတဲ့ငါသားစီကိုသာတွားလိုက်တော့ဟုဆိုကာပျော်ရွှင်စွာဖြင့်ထွက်ခွာသွားပြီးဂိုင်းတစ်ခုလုံးမီးလောင်ပြကျသွားခဲ့သည်လီအာသည်ဒူးထောက်ထိုင်ချလိုက်ပြီးဆရာဖေအသက်တွေအများကြီးဆွလို့ခဲ့ရတာတကယ်ပဲတန်ရဲရလားဟုတွေးတောနေသည့်3နာရီကြာပြီးနောက်တကားပွင့်သွားသဖြင့်လီအာသည်ဂိုင်းစီသို့အပြေးလွှားပြန်လာခဲ့ရာတိတ်ဆုံးနေသောလူများစွာကိုမြင်တွေ့ရပြီးဖခင်ဖြစ်သူကိုကြောက်တုံးကြီးများကိုတစ်ခုပြီးတစ်ခုဖယ်ရှားကလိုက်လံရှာဖွေခဲ့တော်လဲမတွေ့ရှိခဲ့ပေရင်းသည်ဒူးထောက်၍ဖခင်ဖြစ်သူကိုအော်ဟစ်ခေါ်ယူကကြေကွဲဝမ်းနည်းနေသည်ထို့နောက်လီအာသည်စိတ်တည်ငြိမ်မှုမရှိဘဲဂိုင်းထဲမှလမ်းလျှောက်ထွက်လာခဲ့ပြီးဖေကျွန်တော်မှာဘာလို့ဝက်ချက်တွေရှိနေတာလဲဘာလို့မေမေကကန်ကျိုးကထိတ်ဆန်းတောင်မှရှိနေရတာလဲဘာလို့အဖေကကျွန်တော်ကိုငငယ်ကလေးကဒီအကြောင်းတွေတစ်ခါမှမပြောခဲ့တာလဲကျွန်တော်ကိုလူရွာဟောင်းရဲ့မိသားစုအမတ်သားအောက်မှာနေထိုင်စေခဲ့တာကဒီနေ့အတွက်ကြောင့်လားကြည်ရတာကျွန်တော်ကြောက်ကျွန်းကိုတွားပြီးဝိညာဉ်ရေးရာစံတက်မှုကိုဖျက်ကျော်ကလင်းချန်ကိုင်းထဲဝင်ပြီးသုံးချန်ကိုဥတီရတော့မယ်ထင်တယ်အဲ့ဒီအချိန်ကြာမှသာမတေမျိုးစေးကိုရရှိဖို့အခွင့်အရေးရှိမှာဖြစ်ပြီးကျွန်တော်အသက်ရှင်နိုင်ကဖခင်ရဲ့မျှော်လင့်ချက်တွေကိုဖြည့်ဆည်းပေးနိုင်မှာဖြစ်တယ်မေမေနဲ့တွေ့ဆုံခဲ့ရဲ့အထိကျွန်တော်ဆောင်ဆိုင်ရလိမ့်မယ်ဟုတွေးကတားကိုမြေကြီးတွင်စိုက်ပြီးထွက်ခွာသွားခဲ့သည်ထိုအချိန်တွင်မှဖခင်ဖြစ်သူမိမိအပေါ်မြင်မြလျှို့ဝှက်ချက်များကွဲဝှက်ထားခဲ့သည်ကိုသိရှိသွားတော့သည်လုံမီသားစုအိမ်တွင်လူငယ်2ယောက်ရှိနေပြီးတခင်ဖြစ်သူက3ရက်ကြာရင်ဝိညာဉ်ရေးရာစမ်းတက်ပွဲကျင်းပတော့မယ်မင်းနဲ့လူအားစင်းတို့အစွမ်းကုန်စူးစမ်းကြပါမိသားစုကိုညနာမပြတ်စေနဲ့ဟုမှာကြားရလူငယ်ကနားလဲပါပြီးမိသားစုကောင်းဆောင်ဟုဖြေသည်ကောင်းဆောင်ကအစင်သစ်ဖြစ်အောင်ပြင်ဆင်ထားကြသည့်တစ်ချိန်စမ်းတက်ပွဲကအလွန်ရေးကြီးလို့ဘာမှယွင်းမှအဖြစ်မခံဘူးဟုဆက်လက်တွေးတောနေသည်လီအာသည်လူစီကားလာသောမျိုးရဲသို့ရောက်ရှိလာပြီးထိုစဉ်အနီးနားတွင်စားတောက်နေသောလူ3ယောက်၏စကားပြောတံကိုကြားလိုက်ရသည်ဒုတိယအကိုကတကယ်ကိုပါရမီထူးချွန်တာပဲအကိုကလူမိသားစုရဲ့ဝိညာဉ်ရေးရာစမ်းတက်မှုကိုမူချအောင်မြင်ပါပါဟုဆိုရဒုတိယအကိုဖြစ်သူကဒါပေါ်ငါလင်းထန်ကိုင်းနဲ့ရောက်သွားရင်မင်းတို့တွေကဘသူကိုမှမေ့မှာမဟုတ်ဘူးဟုဆိုကားပြောရှင်စွာရေမောကြသည်နောက်ကလူတစ်ယောက်ကဘသူမဆိုလေလုံးထွားနိုင်တာပဲဟုဆိုရရင်းတို့ကမင်းကဘာပြောတာလဲဟုပြန်လဲအော်ဟစ်ကြသည်လီအာသည်ခောက်ဆွဲဆိုင်လေးတစ်ခုတွင်ထိုင်နေပြီးထို3ယောက်ကအနှစ်20မှာတစ်ချိန်သာကျင်းပပြီးငါလိုအရေးချင်းရှိတဲ့စစ်မှန်တဲ့တပည့်တွေကိုလင်းချန်ကိုင်းကဝိညာဉ်ရေးရာကျင့်ကြံဖို့ခေါ်ဆောင်သွားမှာဖြစ်ပြီးမိသားစုအတွက်ဂုဏ်ဆောင်နိုင်မှာဖြစ်တယ်ဟုဆက်ပြောနေကြသည်လီအာကနှစ်20မှာတစ်ချိန်ကျင်းပတဲ့ဝိညာဉ်ရေးရာစမ်းသက်ပွဲကရန်ချိုးကမျိုးနွယ်စုဝင်တွေကိုအများကြီးစုဝေးစေတာပဲလူတွေအများကြီးဒီအခွင့်အရေးကိုစုပ်ကိုင်မှုစူးစမ်းနေကြတယ်ဟုတွေးနေသည်ထိုစဉ်တရားပေါ်တွင်လူ2ယောက်သည်မြင်းကိုအရှိန်ပြင်းစွာစီးနှင်းပြီးမျိုးထဲသို့ဝင်ရောက်လာသည်မြင်းစီလာသောအမျိုးသမီးကလူမင်းအရှိန်လျှော့ပါဟုပြောတော်လဲလူမင်းကလမ်းဖယ်ကြပါမိသားစုကောင်းဆောင်ကသမီးကြီးကိုအမြန်ပြန်ခေါ်လာဖို့ခိုင်းထားတာဝိညာဉ်ရေးရာစမ်းသက်ပွဲကိုနောက်ကျလို့မဖြစ်ဘူးဟုအော်ဟစ်သည်ထိုစဉ်မိန်းကလေးငယ်တယောက်သည်လမ်းလယ်တွင်စော့ကစားနေရင်ကျင်းဤပုံကလေးကြံရစ်ခဲ့သည်လူမင်းကလမ်းဘေးဖယ်ကြဟုအော်ပြီးမြင်းစီမျိုးသမီးကလည်းတတိထားပါမြင်းတွေအရှိန်နဲ့လာနေတယ်ဟုအော်ဟစ်သည်လီယာသည်ကျင်းဤညံဆန်လာသောစွမ်းအားကိုအသုံးပြု၍ထိုကလေးငယ်ကိုလမ်းပေါ်မှအချိန်မီဆွဲထုတ်ကယ်ဆယ်လိုက်နိုင်ခဲ့သည်အင်းတို့နှစ်ဦးလည်းမြင်းကိုအရှိန်တက်ရက်လိုက်ပြီးလှပသောအမျိုးသမီးကလူမင်းကိုရှင်ကလေးကိုတိုက်မိတော့မလို့ပဲဟုအပြစ်တင်ကမြင်းပေါ်မှဆင်း၍ညီမလေးဘာမှမဖြစ်ဘူးမလားဟုကလေးငယ်ကိုကြည့်ရှုသည်လီအာကမျိုးထဲမှာမြင်းကိုအရှိန်ပြင်းပြင်းမစီးပါနဲ့ဟုတတိပေးရအမျိုးသမီးကတောင်းပန်ပါတယ်ကျမတို့ဝိညာဉ်ရေးရာစမ်းသက်ပွဲကိုတွားဖို့လောနေလို့ပါရှုပ်ရှုပ်ချက်ချက်ဖြစ်သွားစေခဲ့တယ်ဟုဆိုသည်ထိုစဉ်လူကြီးတယောက်ရောက်လာပြီးသမီးမှာအရေးကြီးတဲ့ကိစ္စရှိတယ်မဟုတ်လားအခုဘာအန်နီယယ်မှမရှိတော့ပါဘူးဟုပြောကလီယာကိုလည်းကျေးဇူးတင်ပါတယ်တခင်လေးဟုဆိုသည်လီယာကလည်းကံကောင်းလို့ဘာအန်နီယယ်မှမဖြစ်သွားတာနောက်ခါတတိထားပါဟုဆိုကထိုမျိုးသမီးကိုထပ်မံနှုတ်ဆက်ပြီးနောက်သူမသည်မြင်းပေါ်ပြန်တက်သွားသည်လူမင်းကငါတို့သာအလင်းမလို့ရင်အဲ့ဒီကောင်လေးဒုက္ခလာတွေ့မှာဟုဆိုရမျိုးသမီးကတော်ဆန်းပါဆက်ပိတ်ထားဟုဆိုကရင်းတို့နှစ်ဦးထွက်ခွာသွားကြသည်အဖိုးကမြင်းမလေးကိုနောက်ခါဆော့ရင်တတိထားပါဟုမှာကြားသည်လီအာကစိတ်ထဲကနေဒီမျိုးသမီးကလည်းဝိညာဉ်ရေးရာစမ်းသက်ပွဲကိုဝင်မဲ့သူပဲလားဟုတွေးနေသည်ရင်းသည်စမ်းသက်ကွင်းပြင်သို့ရောက်ရှိလာရာလူများစွာဝင်ရောက်လာကြပြီးအချို့ကဒါကျွန်တော်အတွက်ဒီနေရာကိုပထမဆုံးအကြိမ်လာဖူးတာပဲဟုဆိုကြသည်လီအာသည်လည်းရင်းတို့နဲ့အတူဝင်ရောက်လာခဲ့သည်လူမိသားစုကောင်းဆောင်ရောက်ရှိလာပြီးလူတိုင်းကပြင်းကိုမြင်တွေ့ရသဖြင့်ဝမ်းမြောက်နေကြသည်လီအာသည်လက်လျှောက်ရင်းလူတစ်ယောက်နှင့်တိုက်မိရာထိုသူကမင်းပါလုံးနေရလဲဟုမေးသည်လီအာကတောင်းပန်လိုက်ပြီးမိသားစုခေါင်းဆောင်ကိုလှမ်းကြည့်လိုက်သည်မိသားစုကောင်းဆောင်ကရန်ချိုးကလူအားလုံးကိုအနှစ်20မှာတစ်ကြိမ်ကျင်းပတဲ့ဝိညာဉ်ရေးရာစမ်းသက်ပွဲကနေကြိုဆိုပါတယ်ယခုနှစ်မှာတော့လင်းထန်မတေမျိုးကိုင်းအတွက်မတေမျိုးပါရမီပါတဲ့လူငယ်2ဦးကိုရွေးချယ်မှာဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်တွေကလူမိသားစုရဲ့ဘိုးဘေးဟာ3ချန်ကြေးရွာကနေတက်လန်သွားပြီးအခုဆိုရင်ဂျင်တန်ချင်းချင်းအဆင့်ကိုရောက်ရှိနေပြီဖြစ်ကလင်းချန်ကိုင်းမှာအရေးပါတဲ့
အကြီးကဲရာထူးကိုရယူထားပြီးရန်ချိုးတိုက်ကြီးတစ်ခုလုံးကိုအကျိုးပြုနေပါတယ်ဟုကြေညာရာလူတိုင်းလက်ခုပ်တီးအားပေးကြသည်ရင်းကဆက်လက်၍မကြသေးမီကလင်းချန်ကိုင်းရဲ့မဟာမိတ်ဖြစ်တဲ့ဟိုင်လုံမတင်မျိုးကိုင်းဟာရန်ချိုးကိုလာရောက်လက်ပတ်နေပါတယ်ဤအခမ်းအနားကိုဂုဏ်ပြုသောအဖြစ်ဟိုင်လုံကိုင်းမှတခင်ကြီးလုံဝန်တိန်ကိုကြိုဆိုပေးကြပါဦးဟုဖိတ်ခေါ်လိုက်ရာလုံဝန်တိန်သည်ပြန်တန်းဝင်ရောက်လာခဲ့သည်ကျွန်ုပ်တို့၏ဇလန်းသည်လည်းဤနေရာတွင်ပြီးဆုံးသွားခဲ့ပြီဖြစ်ပါသည့်အပိုင်း၃မှာပြန်လည်ရေးဆုံကြပါစို့ channel လေးလည်း follow ခဲ့ပေးခဲ့ပါဦး